ပေးဆက်ကြောင်းပါတဲ့မြို့ကျိုးတက်တဲ့ပေါင်းပြီးတဲ့ဘွားဆွဲပြပေးတော့မှာဖြစ်ပါတယ်ကိုကအဲ့လိုပေါင်းပြီးလောက်တော့မယ်ဆိုရင်ကိုစီမှာ basic pattern frame တစ်ခုရှိရပါမယ်ဒါလေးကပေါင်းပြီးရဲ့ရှေ့ချမ်း frame နောက်ချမ်း frame ဒီလိုမျိုး frame လေးအရင်ဆုံးရှိထားရပါမယ်ကိုကပဲ side ဝတ်တယ်လဲကိုဝတ်တဲ့ side ရဲ့ frame ကိုဆွဲထားလိုက်ရင်ကိုဆွဲချင်တဲ့ပေါင်းမီကိုတခါတည်းတန်းဆွဲတန်းညက်တန်းချုပ်ရုံပဲဒါဆိုဒီရဲ့ basic pattern ကိုယူပြီးတော့မှလုပ်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးရှေ့ချမ်းရဲ့ပတ်တန်လေးကိုယူလိုက်ပါမယ်။ငကိုရှိထားတဲ့အတိုင်းကိုပဲကူထုတ်လိုက်ရုံပဲ။ဒါအလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးပေါင်းမီချုပ်ဖို့အတွက်ဒီလန်ဖြစ်ပါတယ်။ဒါဆိုကိုစီမာဒီရဲ့ basic frame ကနေဒီလိုမျိုးလေးတခါတည်းခွဲထွက်သွားရုံပဲ။နော်အဲ့ဒီ frame ကိုကူထုတ်ပါမယ်။ဒီ basic ပတ်တန်ရှိရုံနဲ့ကိုတိုင်းပြီးတော့မှပတ်တန်တစ်ခါချုပ်တစ်ခါဆွဲရတဲ့အဆင့်ကိုကြော်ပြီးတော့တစ်ခါတည်းတန်းပြီးတော့ကိုလိုချင်တဲ့ပေါင်းမီကိုဒီရဲ့ frame ကနေကူးထွက်ရုံပဲတွေ့ရနော်ဒီတိုင်းဒီမှာတောက်ရှိရဆိုတောက်ကိုလည်းမှတ်ခဲ့မယ်ပြီးတော့ကိုရဲ့တောက်အရှိအဲ့ဒီရဲ့တောက်အရှိကိုလည်းတစ်ခါတည်းလှိမ့်စုလေးနဲ့လှိမ့်ခဲ့မယ်နော်အောက်မှာကိုကခေါင်းလောင်းပေါင်းမိတွေချုပ်မယ်ဆိုအောက်ကအကားလေးသုံးမယ်ဆိုရင်ဒီနေရာမှာဒူးနေရာလေးလည်းလို့လိမ့်ခဲလို့ရတယ်ဒါဆိုဒီ basic ပတ်တန်ကိုဖယ်လိုက်တာနဲ့အောက်မှာဘောင်းမီ frame လေးတစ်ခါတည်းထွက်လာပြီအဲ့လိုထွက်လာပြီဆိုတာနဲ့ကိုလိုချင်တဲ့ပတ်တန်ကိုတစ်ခါတည်းမြင်မြင်ဆန်ဆန်နဲ့တန်းပြီးတော့ချုပ်သွားလို့ရပြီအဲ့ဒီချိန်မှာအရေးကြီးဆုံးဒီဘောင်းမီမှာဒီရဲ့စန္ဒာမြင်းလေးကအရေးကြီးတယ်။ဘောင်းမီရှေ့ချမ်းနောက်ချမ်းဒီရဲ့စန္ဒာမြင်းညီတယ်ဆိုရင်ဘောင်းမီလိန်နဲ့ပြဿနာတွေမဖြစ်ဘူး။သူကဘောင်းမီကတက်တက်လေးဖြစ်တယ်ပေါ့နော်။အဲ့လိုပုံစံမျိုးရှေ့ချမ်းနောက်ချမ်းအဲ့ဒီရဲ့စန္ဒာမြင်းကအရေးကြီးတယ်။ဒါကြောင့်မလို့ဘောင်းမီလှုပ်တော့မယ်ဆိုအဲ့ဒီစန္ဒာမြင်းလေးကိုတော့တေချာပေါက်ထည့်ခဲ့ပေး။ဒါကရှေ့ချမ်းတွေ့လားအရင်မြန်တယ်နော်။ frame ကိုကူးလိုက်ပြီဆိုရင်ရှေ့ချမ်းနောက်ချမ်းအဲ့လိုတစ်ခါတည်းကူးလိုက်။အခုရှေ့ချမ်းကိုအရင်ဆုံးလုပ်ပြမယ်။ပေါင်းမီကပေးဆက်ကြောင်းပါမယ်အောက်ကဒဲဘွားယူမယ်ဟုတ်ပြီနော်ဒါဆိုရင်ဒါကမူလ frame ဆိုချင်နောက်ထပ်အယောင်တရားနဲ့ထပ်လုပ်ပြပေးမယ်တစ်ချက်ကြည့်မယ်နော်ဒီတိုင်းဖြစ်နေတဲ့ဟာကိုမှအောက်ကနေကိုကဒဲယူမယ်ဒဲယူတဲ့အချိန်မှာဒီရဲ့တင်ကနေဒဲယူလိုက်မယ်ဒဲယူတယ်ဆိုရင်တော့ပွားကြီးအောက်ကဘလောက်ပွားချင်တာလဲကိုကဒီရဲ့ခြေဝါကပွားချင်တယ်လို့ပွားလို့ရတယ်နော်ဒါမျိုးကားပြီးတော့မှအောက်ကကားကြီးဖြစ်သွားတယ်အဲ့လိုပွားလည်းယူလို့ရတယ်ပုံမှန်လေးပဲသွားမယ်ဆိုရင်တော့ဒီတင်ကနေဒီလိုဆွဲချလိုက်ရင်ရပြီဒါမှအရေးကြီးဆုံးဒီပွားတဲ့အချိန်မှာနောက်ပွားတဲ့အချိန်မှာဆိုဒီရဲ့ဒူးမြင်းရဲ့ဒီဘက်ကိုဘယ်လောက်ပွားသွားတာလဲနောက်ချမ်းကပွားသွားတယ်ဆိုရင်ရှေ့ချမ်းကိုလည်းအပွားကညီအောင်ယူပေးလိုက်နော်နောက်ချမ်းဒီမှာပွားသွားတဲ့ဟာကိုတစ်ချက်တိုင်းကြည့်လိုက်တဲ့အချိန်မှာ3 cm ရှိရဆိုရင်ဒီဘက်ကိုလည်း3 cm ယူပေးလိုက်နော်သူရဲ့ခြေဝါကိုလည်းတိုင်းကြည့်မယ်ခြေဝါကိုတိုင်းကြည့်လိုက်တဲ့ချိန်ဒီဘက်ကို 4.5 လောက်ပွားလာတယ်ဆိုရင်ဟိုဘက်ကိုလည်း 4.5 လောက်ပွားပေးလိုက်ပဲအဲ့လိုပြီးပြီဆိုမှဒီရဲ့ဂွားနဲ့တို့သွားဆက်ရပါ对啦，အဲ့လိုပွားထားတဲ့ဟာတွေဒီရဲ့ gua ကပေးတယ်နဲ့ဆက်လို့မရဘူးဒီချက်တို့ cap ကိုသုံးပြီးတော့မှဆက်ရတာဖြစ်ပါတယ် gua ကပေးတယ်နဲ့လုပ်ပဲဆိုရင်လုံးဝမလောက်ဘူးเนาะချက်တို့ cap လေးနဲ့လုပ်ပေးရမယ်တွေ့လားအားလုံးပဲဒါဆိုရင်ရှေ့ချမ်းရဲ့ frame လေးကထွက်လာပြီဒီတိုင်းပဲသွားချုပ်မယ်ဆိုသူကခါးလေးတင်နေနည်းနည်းလေး fit size ဖြစ်နေလိမ့်မယ်fit size မဖြစ်အောင်လို့ခြေတော့ကနည်းနည်းလေးပွားချင်တယ်ဆိုရင်ဒီရဲ့အလဲတဲကနေခွဲပြီးတော့ဟပေးမယ်ဒီမှာကမြို့ကျိုးတက်မှာเนาะမြို့ကျိုးထဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့တောက်တွေပါတွေကမသုံးတော့ဘူးเนาะတောက်တွေပါတွေကမထည့်သုံးတော့ဘူးဒါဆိုချက်ကြည့်အောင်တော့အောက်ကနေတဲညက်ချလိုက်ပြီညက်ချပြီးတော့ဒီရဲ့စန္ဒာမြေကနေတက်တက်ခွဲချလိုက်ပြီညနေတော့အဲ့လိုခွဲချလိုက်ပြီခွဲချပြီးပြီဆိုရင်အလဲမှာခွဲဟပေးရမှာအဲ့ဒီအလဲမှာခွဲဟတာကကိုပွားချင်တယ်လို့ပွားလို့ရတယ်အခုဒီနေရာမှာကတစ်ချက်က2 တော့မဟုတ်3တချို့ဆိုလည်းအရင်အပွားကြိုက်တယ်ဆိုရင်5 cm လောက်အဲ့လိုမျိုးလေးပွားလိုက်တာရှိတယ်ဒီကြားကနေစက်ကူကိုအဲ့လိုလေးအစားထိုးလိုက်မယ်အစားထိုးပြီးတော့တိတ်ကလိုက်ခဏလေးထိန်းထားနော်
တွေ့တယ်နော်အဲ့လိုအစားထိုးပြီးတဲ့ဟာမှာကိုလိုချင်တဲ့အပွားကိုဒီကနေပြန်ယူပေးရမယ်ဒီကနေတိုင်းလိုက်လို့ချေတော့4 cm လောက်ပွားလိုက်မယ်ဆိုရင်4 cm တောက်လျှောက်အဲ့လိုလေးမှတ်လိုက်မယ်4 cm တောက်လျှောက်မှတ်လိုက်မယ်ပြည့်ဒီခါးညောင်လဲ4 cm တောက်လျှောက်မှတ်လိုက်မယ်တွေ့ရနော်အဲ့လိုမျိုး4 cm တောက်လျှောက်မှတ်ပြီးပြီဆိုမှဒီလိုမျိုးမြင်းလေးတစ်ကြောင်ဆွဲလိုက်မယ်ဆွဲပြီးတော့မှဒီရှေ့ချဲရဲ့ဒီရဲ့ပတန်ကိုပြန်လာဆက်နော်ပြန်ပြီးတော့လာဆက်အားလုံးပဲမြင်တော့ဆက်တဲ့ချိန်မှာဆိုရင်အပေါ်ပိုင်းကိုမကြည့်နဲ့အောက်ပိုင်းကိုအညီထားလိုက်နော်အောက်ပိုင်းကိုအညီထားပြီးပြီဆိုမှဒီလိုမျိုးတိတ်လေးနဲ့ထိန်းလိုက်ပါအားလုံးပဲနားလည်ရလားရှေ့ချမ်းနောက်ချမ်းလောက်ပေါ်လောက်ကြီးကအတူတူပဲဒီတိုင်းလေးဖြစ်နေမယ်ခွဲဟားလိုက်ပြီဆိုပတန်က automatic ကြီးလာပြီတွေ့လားအဲ့ဒီမှာဒီခါးညာလေးကိုလည်းခြေတော့ကခက်ပြပြလေးပြန်ပြီးတော့ညှိပေးလိုက်တွေ့လားဒါဆိုရင်ဒါလေးကရှေ့ချမ်းဖြစ်လာတယ်သူရဲ့အောက်ကတဲ့ပွားလေးကဒီတင်ကနေဒီလိုမျိုးပွားလာမယ်တွေ့လားဒီမှာဒီကနေဒီလိုပွားလာမယ်ပြီးတော့ဒီနေရာလေးကခြေတော့ကပ်ပေးနဲ့ဆွဲထားတာဖြစ်တဲ့အတွက်ဒီလိုလေးဖြစ်နေမယ်အားလုံးပဲဒီထိနားလဲတယ်နော်ပြီးတော့ခြေတို့ဒီရဲ့ဘောင်းမီကအပွားဖြစ်တယ်ဆိုတော့ဂွားတွေပါတွေကလည်းစစ်တင်မကြိုက်ဘူးဂွားကိုလည်းနည်းနည်းလေးပြင်ပေးမယ်နော်မလဲဆိုရင်ငကိုမူလဆွဲထားတဲ့ဂွားကိုအပြင်ကို1 cm ထုတ်မယ်ပြီးတော့အောက်ကို1 cm ချပေးမယ်တွေ့လားအဲ့လိုပုံစံမျိုးလေးလုပ်ပြီးပြီဆိုမှဒီရဲ့ဂွားလေးကိုတစ်ထုတ်တစ်ချလုပ်ပြီးပြီဆိုဂွားကိုပြန်ပြီးတော့ဝိုက်ပေးလိုက်အားလုံးပဲမြင်လားအဲ့လိုကွာထုတ်ထားတဲ့ဟာကိုမှကပ်လေးနဲ့ဒီမှာပြန်လာဝိုက်ပေးမြင်လားဒါဆိုရင်ဒီရဲ့ကွာနေရာမှာလဲတက်တောင့်တက်တာဖြစ်တဲ့အနေထားကိုရောက်မယ်ဘောင်းမီကအလဲမှာလဲပွားထားပြီးပြီအဆင်ပြေသွားပြီရှေ့ချမ်းနောက်ချမ်းလောက်ပေါ်လုံကြီးကအတူတူပဲเนาะပြီးတော့ခြေတော့မြုပ်ကြိုးထည့်မယ်ဆိုတော့ဒီခါးနေရာလေးနည်းနည်းလေးပြင်ပေးရအောင်ခြေရဲဘောင်းမီအပေါ်မှာကမြုပ်ကြိုးထဲမှာဖြစ်တဲ့အတွက်ဒီတင်ကနေအပေါ်ကိုတက်တက်လေးဒီလိုဆွဲလိုက်မယ်ဆွဲပြီးတော့ဒီရဲ့ခါကိုအဲ့လိုမျိုးလေးလုပ်မယ်ပြီးတော့ဒီအရှိချမ်းမှာကမူလပတံမှာခြေတော့ဒီမှာ 1.5 လောက်ဝင်ခဲ့တာရှိတယ်အဲ့ဒီ 1.5 ကိုပြန်ပြီးတော့ထုတ်ပေးမယ်ထုတ်ပေးပြီးတော့ဒီလိုမျိုးလေးကပ်လေးနဲ့ပေတံလေးနဲ့ဒီလိုတက်တက်လေးပြန်ဝိုက်ချပေးမယ်အဲ့လိုမျိုးလေးဘာကြောင့်လဲဆိုတော့အပေါ်မှာကမြုပ်ကြိုးထဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်ကိုအဲ့လိုတက်ပေးလိုက်ဒါဆိုရင်မြုပ်ကြိုးထဲတဲ့ချက်အဆင်ပြေသွားလိမ့်မယ်ပြီးတော့မြုပ်ကြိုးထဲချက်လို့တင်ဝင်စားလိုရလေဇစ်တွေပါနေလည်းမပါဘူးဘာမှမပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့တင်အဖြေကနေအပေါ်တက်တက်ယူလိုက်တဲ့သဘောမျိုးပဲဒါရှေ့ချမ်းလုပ်ပြီးသားပြီရှေ့ချမ်းနောက်ချမ်းလုပ်ကြီးကအတူတူပဲဒီအတိုင်းသွားပြီးလုပ်ရုံပဲအဓိကလိုအပ်တာဒီတစ်ချက်လို့စီမှာရှိရမယ်ဒီရဲ့ basic ပတန်ရဲ့ frame ပဲလိုအပ်တာဒီရဲ့ frame လာရှိပြီဆိုရင် basic ကြောင်းပါတဲ့မြုပ်ကြိုးထဲတဲ့ဘောင်းမီမပါတဲ့မြုပ်ကြိုးထဲတဲ့ဘောင်းမီเนาะပြီးတော့ဘောင်းမီအတိုးเนาะစတိုင်ပန်အရှိအပွားခေါင်းလောက်ပေါင်းမိအကကြိုက်တာကိုခွဲထုတ်လို့ရပြီအဓိကကိုယ်စီမှာရှေ့ရမှာဒီ DF phrase အဆင်ပြေတဲ့ phrase တစ်ခုရှိပြီဆိုဒီအောက်ကခွဲထွက်လာတဲ့ပတ်တန်တွေကလောက်ရတာလွယ်ကူတယ်နောက်ဆုံးပြောမယ်ဆိုရင်ခြေတို့ဒီ line ပေါ်မှာသွားပြီးတော့လေ့လာမယ်ဆိုဒီလိုပတ်တန်ခွဲထုတ်တဲ့နည်းတွေကအများကြီးပဲအဓိကလိုအပ်တာဒီ DF phrase ဖြစ်ပါတယ်ခြေတို့ရဲ့ DF style band ပတ်တန် make it online class မှာဒီလိုမျိုးအဆင်ပြေတဲ့ frame လေးကို site ဆုံးတင်ထားပေးပါတယ်ဒီရဲ့ style band ရဲ့ frame ကိုလိုချင်တယ်ဆိုရင်ခြေရဲ့ဘောင်းမီပတ်တန် making online class မှာလာပြီးတော့လေ့လာတင်လို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ဒီချက်လေးမှာ